အနန္တ၅ပါးကိုရှိခိုးပါ၏ဖျားဒီလိုရှိခိုးရမှာတညရဲလားညတိုင်းလားညတိုင်းပါဗျာဘုန်းကြီးတို့ကတညရဲရှိခိုးစေခြင်းလားညတိုင်းရှိခိုးစေညတိုင်းရှိခိုးစေပါဗျာညတိုင်းရှိခိုးမှတိုက်တွန်းရတဲ့ဘုန်းကြီးမောကျိုးနတ်မှာလားရှိမခိုးမှမောကျိုးနတ်မှာရှိခိုးမှမောကျိုးနတ်ပါဗျာရှိခိုးမှမောကျိုးနတ်တရားနာပရိသတ်ကြီးလည်းအညောင်းခံပြီးတော့တရားနာကြရညတိုင်းရှိခိုးမှညောင်းကျိုးနတ်မှာလားရှိမခိုးမှညောင်းကျိုးနတ်ရှိခိုးမှညောင်းကျိုးနတ်ပါဗျာဒါဖြင့်ညတိုင်းရှိခိုးကြလို့ဘုန်းကြီးအထူးသဖြင့်တိုက်တွန်းပါတယ်တရားနာပရိသတ်ကြီးတော့ရှိခိုးပြီးသွားပြီဒီကနေ့အနန္တ၅ပါးကိုဘုန်းကြီးကိုယ်တိုင်ရှိခိုးပြီးတော့အန္တရာယ်နှင်ကြအောင်စို့အနန္တဂုဏအဟံဝန္ဒမိသဗ္ဗရာအနန္တဂုဏတေဇေနမမကာယေသဗ္ဗရောဂောသဗ္ဗသောကောသဗ္ဗအန္တရာယောခိပံဝိနာသန္တုဧတညတိကိသအမုံမိဩကာသေတိဋ္ဌာဟိအနန္တဂုဏဖယားကုံတရားကုံသံဃာကုံနှင့်မိကုံဖကုံဆရာသခင်တို့ဤဂုဏတော်ကိုသဗ္ဗရာတရားဟောရဘယ်ခါမဆိုင်အခါတိုင်းတရားဟောရဘယ်ခါမဆိုင်အခါတိုင်းဆိုတာဘုန်းကြီးတို့တရားကနေတိုင်းဟောတရားဟောခံဤမှာဘုန်းကြီးကိုယ်တိုင်အခက်မသိလို့ရှင်းမခိုးနိုင်လဲပဲတနေ့တနေ့ကိုအနန္တ၅ပါးရှင်းမခိုးတဲ့နေ့မရှိရအောင်ဘုန်းကြီးတို့လည်းအထူးသဖြင့်တတိယတိုင်းဘုရားကိုယ်တော်မြတ်ကြီးနဲ့အနန္တ၅ပါးကိုရှင်းခိုးနေကြဖြစ်တယ်ဒါကြောင့်သဗ္ဗရာလို့ဆိုလိုက်သဗ္ဗရာတရားဟောရပဲခါမဆိုင်အခါတိုင်းဝန္ဒာမိတရားဝဲမစခင်စိတ်ကြည်လင်အောင်လမ်းရှင်ပြည်ဖြိုးလက်ဆက်ပြထိတ်မှမိုး၍ရှီခိုးကြောလိုက်ပါ၏ဖယားအနန္တဂုဏတေဇေနလောကတခွင်တွင်နိုင်ရှင်စရာမရှိပါသည်ငါပြဆုံးလင်ဂုံဝင်ဖြိုးမောတကူတော်ကြောင့်မမနှစ်ဖြာနာယုခန္ဓာပုဂ္ဂိုလ်ဟုတ်တရားရောင်ထင်းအောင်မှုပြဇတိလဟုနာမသမုအကျွန်ုပ်ဤကာယေငါးပါးခန္ဓာချုပ်ဆက်ခါဖြင့်အာယရဏဓမ္မလတ္တိကြကိုကာယ၌သဗ္ဗရောကိုကျင့်နာကြိုက်ခဲအသေးအဖွဲကစ၍မြာလှပေါင်းချုံအလုံးစုံသောယောဂဟူသမျှသည်သဗ္ဗသောကိုစိတ်ထောင်းရင်ကိုကြည်သမုံမဆူမပြေဆိုးဝိတဲ့အလွန်ပွေ၍သေခြင်းအောင်မောလှတဲ့အလုံးစုံသောဆိုးရင်သောကဟူသမျှသည်သဗ္ဗအန္တရာယောကြောက်မဲ့လောက်မှုအသွယ်သွယ်နှင့်ရင်ဝဲထိတ်တုံးနှလုံးခုံယိုကံစားတာတကယ်ညှို့တတ်တဲ့အလုံးစုံသောအန္တရာယ်အမျိုးမျိုးတို့သည်ခိပံပိဋ္ဌဘော်တွင်ရေမတင်သောခုပင်မကြလင်းမြန်စွာဝိနာသန္တုတရားတော်ပင်ဆင်းရဲရောက်မှတွင်တွင်ကြီးပြောင်းပြကြပါစေကုန်သတည်းဝိနာသန္တုတရားတော်ပင်ဆင်းရဲရောက်မှတွင်တွင်ကြီးပြောင်းပြကြပါစေကုန်သတည်းဧသအနန္ဒမိုးဆွေကဖြိုး၍မညှို့စေရဤသည်သာလျှင်
သာဘဝေရီယောသိမ့်သောမကမြတ်လာပေါင်းချုံအလုံးစုံသောရန်သူဟူသမျှတို့ကိုညတိညာပနံနိကလေယမနေပေါင်းတေချာမယွင်သိစေခြင်းပေသည်ခေသတရားဓမ္မဟောပြနေမုတ်ချမသွေသွားကြပါလေအမုံဟိဩကာသေဤမှဝေကွာတော်ရအရ၌တိဋ္ဌာဟိဒေါသတွေရုပ်သိမ့်၍ဆုံးတိမ်ပေခွာတည်နေကြပါစေကုန်သတည်းပရိသတ်ကြီးလည်းအနန္တ၅ပါးကိုရှစ်ခိုးပြီးပြီဘုန်းကြီးလည်းရှစ်ခိုးပြီးသွားပြီအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးတို့ရှေ့ပိုင်းကြီးညာထားတဲ့တရားကောင်းစဉ်လေးကဘာတဲ့တုံးပြိဿသမီးထက်ငယ်သောဖေဖေပရိသတ်ကဘုန်းကြီးတော့တမျိုးထင်မှာသမီးထက်ငယ်သောဖေဖေဆိုတော့ကိုအေးကလည်းကြည်ညာသွားတယ်သမီးထက်ငယ်သောဖေဖေဆိုရင်တော့ပထွေးနေမှာသူကရွှေမျိုးရမ်းစက်ပထွေးမဟုတ်ဘူးပြိဿအဖေရင်အဲ့ဒီအဖေအရင်ကသမီးထက်ကိုငယ်တဲ့ပြိဿယုံရလားပြိဿကြီးဘာပြောချင်လဲကြားမှကြားဘူးပဲဘယ်ယုံလိုက်ယုံခြင်းယုံမယုံခြင်းနေပြိဿအဖေကသမီးတဲ့ငယ်တယ်မယုံခြင်းနေလေကျုပ်ကတော့ဒီတိုင်းပဲပေးတယ်ဒီတိုင်းပဲဟောသမီးထက်ငယ်သောဖေဖေဘာတဲ့တုံးပြိဿကြီးကဲစကြစို့တန်တာကြီးလားဟာပုံပြင်လားဟာကာတွန်းတွေကလားဟာအောင်းမိတ်နေမှာပေါ့မဟုတ်ပါဘူးဖယားဟောဇတ်လန်းကိုဘုန်းကြီးဟောဖယားကိုတော်မြတ်ကြီးကသမီးထက်ငယ်သောဖေဖေလို့ဟောသလားဖယားဟောသပြောရဲကြီးပြောတယ်မကြားဘူးသေးတဲ့လူတွေဆိုတော့တရားအထူးဆန်းဟောရတရားများရိုးနေရင်တဲမနာခြင်းကြဘူးဒါကြောင့်မို့လို့ကျုပ်ကလည်းအဆန်းကြီးခေါ်ရနောက်ပိုင်းဇာလန်ခုရတိနာမည်ပေးသေးဘူးဇတ်ထုတ်ကတော့ရှာပြီးသားနာမည်ပေးဖို့ကိုခွန်းနဲ့ကတကာအေးကလျှောက်တယ်ဘာတရားနာမည်ပေးမလို့နဲ့နောက်ပိုင်းပြီးသေးဘူးလို့ပြီးတော့မှစဉ်းစားအောင်ပဲနောက်ပိုင်းကျမှထိုင်ရင်းစဉ်းစားကောက်ကြည့်ညာရအခုဒီနေ့ဟောမဲ့သမီးထက်ငယ်သောဖေဖေဆိုတာလဲခုနှစ်ကလေးတည်းမှပြီးသွားတယ်မိနစ်20လောက်အတော်အတွင်းမှာဘုန်းကြီးရေးလိုက်တဲ့စာလေးတပုတ်စီလေးဝါလေးကြိုက်အောင်တော့ကြည့်ရှုရေးတာပါပဲအတော်လေးပါလေးနဲ့ကြိုက်မလားတော့မသိဘူးပေါ့ခုနှစ်ကမှရေးတာဘုန်းကြီးကလည်းတမျိုးတရားနာပြီးသားနေ့လေကြိုရေးလို့မရဘူးဓမ္မတရားဟောမယ်လို့နေ့လေမှကြံလို့မရဘူးဘုန်းကြီးကညတရားဟောရမယ်ဆိုရင်စကားပြောတဲ့လူများလာလေဘုန်းကြီးကကြိုက်စကားပြောတဲ့လူမလာရင်ပလက်ကြီးလှမ်းနှဖူးပေါ်လက်တင်စဉ်းစားတရားတွေဘာတရားဟောမယ်ဘာဟောမယ်အဲ့ဒါစဉ်းစားကိုယ်ကားဖြစ်ကုန်ပြီစောစောကစဉ်းစားထားတာညတရားတွေတစ်ခုမှမပါဘူးပါဇတ်ထဲတွေ့ရထွက်သွားတာဒါကြောင့်စကားထိုင်ပြောနေရကထပြီးတော့တရားဟောရမှာစကားပြောတဲ့ထဲကပဲမလို့ကျွတ်တူကအခန်းသိခြင်းပါလာကဲရှိစေတော့လေသမီးထက်ငယ်သောဖေဖေဒါလေးနဲ့စထားရသာဝုထိပြေမွန်ဇေရဝံကျောင်းတော်မှာသတင်းသုံးတော်မူစဉ်အခါသူမနဒေဝီလို့ဆိုတဲ့မိမ့်မပြိုလေးကိုအကြောင်းပြုပြီးတော့ဟောတယ်ဗျအဲ့ဒီကလေးမကအဖေတဲ့ကြီး
အဲ့ဒီကလေးမထက်သူ့အဖေကငယ်တယ်ယုံရလားပြိဿယုံပါဗျာဟေးဟာမယုံဘူးတဲ့နော်အေးလေနောက်ပိုင်းကျတော့ယုံလာမှာပေါ့ငါပဟေလိခတ်ဆန်ဆန်မှဲ့ထားတဲ့နာမည်ပေါ့တရားအဆန်းဟောခြင်းလို့အဲ့ဒီကလေးမလေးစီမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကသူ့ကိုအကြောင်းပြု၍ဣဒာနန္ဒတိပစ္စနန္ဒတိကတပုံညောဥပယထနန္ဒတိဘုံညာမေကတံတိနန္ဒတိဘိယောနန္ဒတိသူကတိင်္ဂတာလို့ဒီဒေသနာကိုဘုရားဟောပါဘယ်သူဟောပြီလဲသူမနဒေဝီအကြောင်းပြုဟောတရားအသင့်နော်တခါမှမဟောသေးဘူးဒီနေ့စဟောတာပေသားကြီးအသင့်နဲ့အဟောင်းပဲဟာကြိုက်ကြည့်ရှုလက်ကြိုက်ကြမို့ပြောရသေးတာလေတော့ဂျာသရီမပေးဘူးရှိမှစိုးလို့အသိကြိုက်လို့ဘုန်းကြီးတွေတရားဟောခက်ကုန်တာပေါ့ရှင်မရကြားဘူးပြီးသားတရားကြီးတွေမဟောပါနဲ့ဖေရဒီလိုလျှောက်တဲ့တရားတော်မတွေကကျုပ်ကိုလှိုင်လှိုင်လျှောက်ရှင်းတော့ကဥဒိဋ္ဌကြီးလို့ပဲဒါပြောပြီးသားပုံပြင်အသိကြိုက်တဲ့လူတွေကိုဒီပုံပြင်ကိုဘယ်နှခါထပ်ထပ်ကျုပ်ကပြောတတ်တဲ့အလေးရှိရှင်းတော့ကဥဒိဋ္ဌကြီးတရားဟောသိကောင်းအတန်ကကောင်းအတန်ကောင်းမသိတရားကယိုးလာဘယ်လူဟောစေတနာသုံးတာစေတနာသုံးတာကြီးဟောတော့တရားကယိုးလာအစတုန်းကတော့သူ့တရားနာပိဋကပြည့်ရှမ်းလို့နောက်လူမရှိဥဒိဋ္ဌစဉ်းစားတယ်ဟဲ့သူတော်ဖေဟာငါတရားဝဲအရင်တုန်းကသိစီတာအခုလူမရှိဘူးကွာအဲ့ဒါဘယ်လိုဖြစ်သွားတာဘယ်လိုဖြစ်ရမလဲကိုတော့တခါလာမဲပြပါစို့တခါလာမဲပြပါစို့ကိုတော့တရားကယိုးတာစေတနာသုံးတာကြီးပဲပြန်နာပေါ့ကိုတော့ကြာဘူးပြီးသားကြီးဆိုတော့အေးဒါဖြင့်တို့တရားအသိရှာရအောင်တော်ရဲသွားကြစို့တရားစာအုပ်ထဲမကြည့်ပဲနဲ့တော်ရဲထွက်တရားအသိရှာပြီးသားကြီးတော်ရဲတရားတွေ့ပါမတွေ့ဘူးမတွေ့တော့တောင်ပေါ်တက်ကြစို့ကွာတောင်ပေါ်တက်တရားရှာကြောက်ခဲတို့သစ်ပင်တို့တွေ့မှာပေါ့အဲ့ဒီလိုတရားနာပြေးတာတောင်ပေါ်တက်တရားရှာလိုက်တော့တောင်ခပယံလေးအရောက်ဝါကောက်တဲ့ကလေးမလေးကဝါခင်းထဲကသချင်းဆိုသောသားဟင်နောက်ကကလေးမလေးဆိုတဲ့သချင်းတောင်တော်ဟယ်လိုတောင်တော်သာယာပမျိုးစုံလာသောဝိမာလာခိုင်ပန်းတဝိမာဆုချင်းရှာသူလည်းမရှိပါနဂိုရီတောသဘာဝမှာလောက်ကင်ငါစားတောင်းနေရဟန်ကြသွားပြီနော်ဝါကောင်းသမပရိသတ်ယူတရားလားသချင်းလားရှင်းရှင်းပြောစမ်းတရားလားသချင်းလားဘယ်သူဆိုတာလဲဟိဝါကောင်းသမလေးဆိုတဲ့အတန်ကိုဥဒိဋ္ဌကြားဟဲ့သူတော်ဖေရနားထောင်ကောင်းမူလားဟိကောင်းတယ်ဖေရဝါကောင်းသမလေးဆိုနေတဲ့သချင်းဖေရဟေးသချင်းမကလို့ဘာဖြစ်ဖြစ်မင်းမကြိုက်ဘူးလားကြိုက်တယ်ဖေငါလည်းကြိုက်တယ်ကွာဟေးသချင်းမကလို့ဘာဖြစ်ဖြစ်ဖိုးသူတော်နဲ့ဘုန်းကြီးတောင်ကြိုက်ရင်လူတွေကြိုက်တော့တယ်ကွာအဲ့ဒါတို့တရားလို့ခေါ်ရရဲ့ပဲနဲ့ကောင်းလို့ဗျာလာမင်းနဲ့ငါနဲ့တစ်ဖြတ်စီထိုင်မှတ်ရဆိုးမှာပါကွာစောင့်ကြနောက်ဆိုးတဲ့ကလေးမလေးက
တောင်းတော်သားရပန်းမျိုးစုံလာစွာဝိမာလာခိပန်းတဝိမာဆွရှင်ရှာသူလည်းမရှိပါနတ်ကိုရေတောသဘာဝမှာလုတ်ကိုင်ငါစားတောင်းနေရမဲဖျားတတ်တွေပါနေနဲ့အစင်းကိုပြေးနေတာဟိကြလားအဲ့ဒါလို့ဆိုလိုက်တော့တစ်ဖြတ်စီမှဟဲ့သူတော်မင်းရရှင်းမရတော့ကွာငါလည်းနည်းနည်းတော့ရပြီကွာမင်းနဲ့ငါနဲ့ဟိုတစ်ဖြတ်စီမှတ်ပြီးစတ်စုလုပ်ရရင်ပြည့်သွားမှာပါကွာငါရတာကလေတောင်းတော်သားရပန်းမျိုးစုံလာစွာတပည့်တော်ကလေဝိမာလာခိပန်းတဝိမာဟေ့သူတော်ငါကဆွချင်းရှာလူလည်းမရှိပါတပည့်တော်ကလေနဂိုရီတောသဘာဝမှာဟေ့သူတော်ငါကလုတ်ကိုင်ငါစားတော့ခိုင်းတချင်းတစ်ပုတ်ပြေးသွားရောပေသားကြီး2ယောက်စတာပြေးဘူးလားပြိဿပြေးသွားတယ်ပြိဿအဲ့ဒါလို့ပြေးသွားတော့ခိုင်းเจ้าပြန်ကြစို့မနေ့ဖြင့်ကမောင်တုတ်ကြီးလူကလည်းပင့်ထားတယ်ကွာဟေးမောင်တုတ်ကြီးလူကပင့်ထားတော့တရားသိဟောလိုက်မယ်ဆိုတာမောင်းနဲ့ကြီးညာကွာကြီးညာကွာဆိုတော့သူတော်ကမောင်းလေးနဲ့ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာဆရာတော်ဥဒိဋ္ဌသည်မောင်တုတ်ကြီးရဲ့အလူမမနဲ့ဖြင့်ကတရားပွဲတရားဟောချီးမြှင့်မှဖြစ်ပါသဖြင့်အရင်တုန်းကလို့တခါလာမယ်ဗျာပစိုးတရားယိုစေတနာသုံးတာမဟုတ်တော့ပဲတရားအသိဆမ်းမြဟောမည်ဖြစ်၍စောစောနေရရအောင်ကြွတော်မူကြပါခင်ဗျာလှဲ့ဖိတ်လိုက်ဟေးအသိတဲ့ကွာအမှန်တော့ဥဒိဋ္ဌကြီးကအတန်ကောင်းတယ်ကွာတရားယိုနေလို့ဟေးအသိတဲ့ကွာဆိုတော့မန္တထဲလူတွေရှမ်းလာနောက်တရားနာပိသဟိုမန္တထရန်နေခွာပြရမန္တကားတွေဖြုတ်ပြရစီလိုက်တာကြိတ်နဲ့ဘုန်းကြီးကတရားဝဲစဘုသူတော်ကလည်းဘေးနာကထိုင်းလို့ပေါင်းတို့ကြီးဖေဟာမင်းလေယခုချွေးနေစာလေးတဲကရှိစုမဲ့စုလေးထုတ်ပြီးတော့လှူရတဲ့ကိစ္စအဲ့ဒီလိုလှူတဲ့ကိစ္စမှာစေတနာသုံးတန်ပြတ်ထမ်းပြီးတော့မင်းလှူတာကွမင်းအလှူကအေးလှူလားအပူလှူလားဟဲ့ဘုရားအဲ့ဒါနားမလဲဘူးဘုရားဟောအပူလှူဆိုတာကျွေးယူလှူတာပေါ့ကွငွေကူမျောပြီးတော့ဘိဿ1000တော့ရိုက်ကန်းထားတာပဲအကုန်လုံးလာရင်တယောက်ကိုဘယ်လောက်သွားနဲ့တွက်တော့အလေကျွေးလေးတော့ပြေကောင်းပါရဲ့နဲ့အဲ့ဒါလိုငွေကူမျောပြီးလှူတဲ့အလှူကအပူလှူကွမိမိရှိသမျှလေးနဲ့အပြက်လှူတာမုတ်တစာကြီးအဲ့ဒီဌာနကအေးလှူကွဟာတပည့်တော်ငွေလေး900ရှိတာအပြက်ပါဗျာကျွေးမယူဘူးဗျာအကူမခံဘူးဗျာအေးကောင်းတော့ကွမင်းမလှူခင်ရှင်းမစားကကြံစီတာပုပ္ပစေရနာခေါ်တယ်ကွလှူစေကာလမှာမုံစစေရနာခေါ်တယ်ကွလူပြီးနိဗ္ဗာန်ထီအောင်ဝမ်းမြောက်ရမယ်ကိစ္စကြီးကအပရစေတနာခေါ်တယ်ကွအစချီလိုက်တော့လူတွေလှုပ်ရှစ်လာဘာထူးတော့ကွာတရားအသစ်တဲ့တခါလာလဲစေတနာသုံးတာဟေးပြန်ရစို့နောက်ကလူတဝက်လောက်ကလစ်ဘုသူတော်မကျေနပ်ဘူးခက်တယ်ငါခုတော်ကြီးနဲ့တော့လူတွေပြန်ကုန်ပြီပြန်လာလည်းကြည့်မထင်ပါဘူးရတောင်ကြီးပိတ်လို့ဆိုဟောနေကွာကြဟုတ်သားပဲစေရနာသုံးနိုင်ကြီးဟောပြန်ရမှာပေါ့ငါတောင်ပြင်းလာတရားအသစ်မေ့နေတယ်နဲ့တူတယ်နည်းနည်းလေးတော့သတိပေးဦးမကိုတော့တောင်တော်ဘုန်းကြီးကြားသေးဘူးကိုတော့တောင်တော်တရားဂါထာအသစ်ဖော်ပြီးမေ့နေလို့အစပြိုးပြီးနောက်ဘုန်းကြီးလှည့်ကြည့်တောင်တော်အေးဟုတ်ပြီနောက်ဘုန်းကြီးသိသွားဩတရားနာပြည်သာဒါနပြုတယ်ဆိုတာစေတနာသုံးနာမပါပြီးကိုမပြီးလို့ဒါအနည်းငယ်မျှပြောတာဒီတရားကရိုးနေတဲ့တရားသိဟောကြစို့တ
တရားသိဟောကြားဆိုတော့ပြန်သွားတဲ့လူတွေကခြေလှမ်းလေးတွေတွန်းသွားဟေးကောင်းနေအစ်စ်တယ်ကွာအစ်စ်ဆိုနောက်ပြန်လှဲ့နောက်ပြန်လှဲ့လာတော့မှဥဒိဋ္ဌကတိုင်းတရားသိဟောခြင်းလုံးလို့ဘုန်းကြီးတို့လည်းနားနဲ့ခင်ပြင်းပြင်းရှိတာနဲ့တော်တဲ့ထွက်သွားတော့နေကြီးဆန်းထားတဲ့သစ်ပင်ကလေးတွေစိမ့်လာဆူပြေသွားမြင်လိုက်ရတော့တော်ရန်တောင်တန်းလေးကြည့်ပြီးတော့ဂါထာလေးတပုတ်စက်ခဲ့တယ်ပြိဿအဲ့ဒီတရားအသိဟောမလို့ဂါထာဆိုတော့လူတွေကနားစွင့်ထောင်ကြစပြီးတော့ဘုန်းကြီးကဂါထာတရားအသိဆိုပြီးတော့ online တောင်းတော့တရားပန်းမျိုးစုံလာစွာဝိမာလာခိုင်ပန်းတဲ့ဝိမာဆွရှင်ရှာသူလည်းမရှိပါငါကိုရေတောတဘာဝမှာလောက်ကင်ကစားတောင်းနေရအဲ့ဒါလူလဲဆူလိုက်ရောပရိသတ်ကသာဓုမခေါ်ဘူးလက်ခုပ်တွေထပြီးပရိသတ်ကသာဓုမခေါ်ဘူးလက်ခုပ်တွေထလာအဲ့ဒီနောက်လေဥဒိဋ္ဌကြီးဘယ်လိုဖြစ်သွားတော့ဆိုတော့အတော်ကောင်းတဲ့တရားကိုကွာတဲ့ဟေးတရားကောင်းတော့ကွာဟိုင်းဆိုတော့သခင်ကောင်းတယ်ပြောတော့တရားကတောင်းတခြားဖင်တခြားပေါ့နော်ဂျာလီကန်တို့လည်းဆိုတော့သခင်ကောင်းတယ်ပြောတော့တရားဒါပေမဲ့လို့စားတောက်တာလောက်နဲ့တင်မပြီးပဲနဲ့လောကုတ်တရားဘဟုတုတတပိုင်းထားလို့လောကီဘဟုတုတကတက္ကန္ဓနဲ့လူငယ်နောက်ပေါက်ကလေးများမပြင်းရအောင်ဟောလာတဲ့ဘုန်းကြီးဆိုတာသိကြသဖြင့်ယောက်ျားရောမိန်းမရောကလေးရောလူကြီးရောဝိပဿနာသမားရောလက်ခံပြီးတော့နားနေတဲ့တရားတွေပါပြိဿမှန်ရလားပြိဿကြီးမှန်ပါဗျာဒါကြောင့်တရားအသစ်ပဲဟောကြပါစို့ဟောကြဆိုခုတည်းထိဟောသေးဘူးအဲဆိုကြည့်စမ်းပြိဿပါတယ်ဖခင်ကြီးကသမီးကလေးထက်ငယ်ပဲကြားဘူးကြရဲ့လားလောကလူများမယုံနိုင်စရာပဲကဲဖခင်ကြီးတဲ့သမီးကကြီးတဲ့ပရိသတ်ကြီးကြားမှကြားဘူးပဲလောကလူတွေယုံနိုင်ပါမလားမယုံနိုင်တဲ့တရားအဆန်းလို့ဟောတော့လေဘယုတ်ဒုက္ခမထင်နဲ့ဘုရားဟောတဲ့ကျမ်းဂန်ကထုတ်ထားတယ်ဗါတဲ့ဆိုသားမဖခင်ကြီးကသမီးကလေးထက်ငယ်ပဲကြားဘူးကြရဲ့လားလောကလူများမယုံနိုင်ကြရာပဲယုံခြင်းယုံမယုံခြင်းနဲ့သမီးထငယ်သောဖေဖေဘသူတဲ့ငယ်တုံးပြိဿဗါတဲ့ယုံခြင်းယုံမယုံခြင်းနဲ့သမီးထငယ်သောဖေဖေသမီးထငယ်သောဖေဖေဟုတ်ပါသလေဟုတ်ပါသလေဘုရားဘဂဝါဒီတရားအထင်ရှားဟောခဲ့ပြီလောကလူတွေအတန်နဲ့နေလို့ဟဲ့သိနေကြတာဖေဖေသိနေကြတာဖေဖေအသက်ကြီးတာတော့ဟုတ်ပါသလေဘယ်နည်းနဲ့မှမငြင်းနိုင်ပါပဲအသက်ကြီးတာတော့ဟုတ်ပါသလေ
ဘယ်နည်းနဲ့မှမငြင်းနိုင်ပေအတန်ကဒီလိုမှမှန်မှာကိုခုနှစ်ကမှရေးထားတာဆိုတော့လေငါအတန်ကနည်းနည်းလေးပြောင်းသွားဗါတဲ့သို့တော်လေဒီသချင်းကဇလန်းမဟောသေးပဲနဲ့အဆုံးဆိုလို့မဖြစ်သေးဘူးဟာပြီးကုန်ပါဆိုလို့ဗါတဲ့နောက်ကပြန်လိုက်စမ်းပါဖခင်ကြီးကသမီးလေးထက်ငယ်ပဲကြားဘူးကြရဲ့လားလောကလူများမယုံနိုင်ကြပဲယုံခြင်းယုံမယုံခြင်းနဲ့သမီးထက်ငယ်သောဖေသမီးထက်ငယ်သောဖေဟုတ်ပါသလေဘုရားဘဂဝါဒီတရားအထင်ရှားဟောခဲ့ပြီလောကလူတွေသိနေကြတာဖေသိနေကြတာဖေအသက်ကြီးတာတော့ဟုတ်ပါသလေဘယ်နည်းနဲ့မှမငြင်းနိုင်မေဘယ်နည်းနဲ့မှမငြင်းနိုင်မေသို့တော်လေရှေ့မသွားသေးဘူးသွားလို့ဖြစ်သေးဘူးဟောရအောင်စို့သုံးလောကထိုထားသဗ္ဗညုမြတ်စွာဘုရားသည်ခုနှစ်ကဘုန်းကြီးပြောခဲ့တဲ့ဣရဏန္တတိပစ္ဆနန္တတိအစရှိသဖြင့်သာဝတ္ထိပြေမောဇေရဝံကျောင်းတော်မှာတရင်သုံးတော်မူစဉ်အခါသူမနာဒေဝီလို့ဆိုတဲ့မိမပြိုလေးတယောက်ကိုအကြောင်းပြုပြီးဟောတာကိုပြိဿအဲ့ဒီမိမပြိုလေးကဘသူသမီးလဲလို့ဆိုတော့ကျွတ်တူအနာရဘိန်တထေးကြီးရဲ့သမီးပြိဿကြီးဘသူသမီးတို့အနာရဘိန်တထေးကြီးကသမီး3ယောက်ရှိဟောကျွတ်တို့ဘုရားကိုရောမြတ်ကြီးရွှေလက်ထက်တော်အခါကဝိသခါလီတနေ့မှာတန်ခါ2000နေ့စဉ်ဆုံးကပ်သည်ဘယ်နှထောင်တော့ဒီလိုပဲအနာရဘိန်တထေးကြီးများကလည်းတနေ့2000ဆုံးကပ်ကြသည်ဝိသခါနဲ့အနာရဘိန်တို့ကတန်ခါ2000ဆုံးကပ်တယ်လို့ဆိုတော့တပါးသောသူတွေဆုံးကပ်ဖို့ခက်သွားတာပေါ့ဝိသခာအနာရဘိန်မကတ်လို့တပါးသောသူတွေကပ်ပြရင်လဲဝိသခာအနာရဘိန်တို့မှမရောက်လာရင်သူတို့လူတဲ့ဆွမ်းဒါနမမြတ်တရားသူများထက်မွန်မြတ်အောင်ထူးကဲအောင်ကတ်တဲ့ဝိသခာအနာရဘိန်တို့ဖြစ်နေကြတော့ဝိသခာကြီးကလည်းဒီလူတဲ့ဆွမ်းဒါနမြင်းမကလေးတွေကိုလွှဲပြီးတော့ဆွမ်းလူစီတယ်နောက်အဖွားရဲ့အရေးအရာပေါ့လေမြေကလေးတွေကိုဆွမ်းအလှခိုင်းဒီလိုပဲအနာရဘိန်တထေးကြီးကလည်းတရားနာပရိသတ်ရေသမီးကလေးတွေကိုအလှခိုင်းကိုစားထားပြီးတော့ဒီလိုကိုစားထားပြီးတော့အလှခိုင်းတဲ့အလေးအကျင့်ဟာယခုအခါမိဘများလည်းပဲအဲ့ဒီအတုယူထားကြတာနဲ့တူပါရဲ့မိဘအတုကိုသားသမီးတွေလိုက်လာတယ်ဆိုရင်ကောင်းထုကိုလိုက်မှာကောင်းထုဆိုတာကလည်းမိဘများကကောင်းတဲ့အလုပ်လုပ်မှာမိဘများကဖျားသွားတဲ့အလုပ်ကိုဝါသနာပါရင်သားသမီးလေးတွေဖျားမပါဘူးလားပြိဿဖျားပါသွားကြတဲ့ကမိဘများဖျားဖူးရင်သားသမီးလေးတွေဖျားမဖူးဘူးလားပြိဿဖျားဖူးတယ်မိဘများကကြောင်းကိုသွားတယ်ဆိုရင်သားသမီးလေးတွေမပါဘူးလားပြိဿကျောင်းရောက်တော့တန်ဃာတော်တွေလက်အုပ်ချီမှုရှ िख ိုးကြတော့ရင်မိဘရှ िख ိုးသလိုသားသမီးလေးတွေအတုလိုက်ပြီးတော့ရှင်မခိုးဘူးလားပြိဿ
မိဘတွေတရားနာသွားတော့လေသားသမီးလေးတွေတရားနာပါမသွားဘူးလားပါသွားတော့တစ်လုံးစားနှလုံးစားကြိုက်တာလေးတွေ့တော့မိဘများကြောင့်ဒီတရားနာရသဖြင့်မှတ်မသွားနိုင်ကြဘူးလားပြိဿမိဘများကောင်းတဲ့အလုပ်လုပ်ရင်သားသမီးလေးတွေလည်းကောင်းတဲ့အလုပ်ကိုလိုက်ပြီးတော့အတုလုပ်နိုင်ကြသည်မိဘများတရားနာတော့လေသားသမီးတရားနာရသည်မိဘများကြောင်းသွားတော့လေသားသမီးကြောင်းသွားရသည်မိဘများဖျားဖူးတော့လေသားသမီးဖျားဖူးရသည်မိဘရုပ်ရှင်ကြည့်တော့ကိုသားသမီးလေးတွေပါမသွားဘူးလားပါသွားတော့ရုပ်ရှင်ကြည့်တဲ့အတုတွေကိုမိဘကြောင့်ရပြီးတော့လူငယ်ဆိုတော့လူကြီးတဲ့အာယုံ၅ပါးပို့ကြိုက်တဲ့ဖြင့်ခဏခဏကြည့်ခြင်းလို့ပဲဆန်တောင်းတော့မိဘတွေမျက်စောင်းထိုးကြသည်ထိုးဘူးလားပြိဿကြီးမထိုးနဲ့အဲ့ဒါကိုကြောင့်မိဘကြောင့်ပုဗ္ဗာစရိယမိနဲ့ဖားတယ်မှန်လားပြိဿကြီးမိဘများဇပ်ပွဲသွားတော့လေသားသမီးတွေဇပ်ပွဲသွားကြသည်သွားဘူးလားမိဘများလူကြီးတွေအတုလိုက်ပြီးတော့လူငယ်တွေကလှုပ်ကြမိဘများရီးလို့လေသားသမီးလေးတွေရီထလာသည်ဖေဖေမေမေအခေါ်ခိုင်းလို့လေသားသမီးလေးတွေခေါ်တတ်လာသည်မွေးဖွားပြီးကစားတော်ကြီးတဲ့သွားပြစ်ထားလိုက်သမ်းမှာလူရိုင်းတာဇန်ဆိုတာလူသာမကြားရတော့ဆင်အော်တော့လူရိုင်းတာဇန်ဆိုတာလူသာမကြားရတော့ဆင်အော်တော့ဂျိုးကြရီကရဝိတ်တွေအော်တဲ့အတန်သူသိသည်မြင်းနေနွားတွေအော်တဲ့အတန်သူသိသည်လူသာဆိုဘာမှနားမလဲတော့ဖေဖေရမေမေရဘုန်းကြီးရဖယားရရဟန်းရသံဃာရအစရှိသဖြင့်ဒီလိုအတန်ကလေးတွေလူတွေကြားပြီးတော့ကြီးတဲ့အခါပြောတတ်လာတာမိဘအတူမိဘကသင်လို့ဒါကြောင့်ပုပ္ပါစရိယရှေးဥဆရာပါတဲ့မှန်ရလားပြိဿရှေးဥဆရာဖြစ်တဲ့မိဘမှားလို့ရှိရင်သာသမီလေးတွေမှားရပါသည်မှားဘူးလားပြိဿကြီးမိဘများအတုမလိုက်ဘူးလားပြိဿကြီးလိုက်တယ်နော်ခမရတို့အတုလိုက်ပြီးတော့အကုန်လုံးအတုတွေလိုက်ကုန်တော့အကုန်လုံးဘာပြောချင်သေးတော့အကုန်လိုက်ကုန်တာအကုန်လိုက်လို့ကုန်တော့ဘယ်ဝတ်ပေါက်ကထွက်မလဲဒီအလုပ်တွေကြီးအကုန်လိုက်လုံနေသဖြင့်တန်တရာတဲ့ဝဲလက်ခတ်ကုန်တာဗောမှန်လားပြိဿကြီးအကုန်လုံးဆိုတာသဘောပေါက်ရဲ့လားအကုန်လုံးဆိုတဲ့ကတပြုံလုံးပပုတ်ပုံးကြီးသွားရောဘာမှမကြဘူးသာမှတ်တော့ကြည်တရားနာပြိဿကြီးမိဘများရဲ့အတူကိုလိုက်လို့အနာတပိန်တစ်ထေးကြီးကလည်းသမီး3 ယောက်ရှိတယ်ထဲမဟာသုဘရာချစ်သမီးနေ့စဉ်တန်ခါ2000ဆွမ်းကပ်နေကြအဖေကိုစားပြုပြီးတော့ငါသမီးကြီးလူပေတမ်းမေတော့အဲ့ဒါလို့ခိုင်းထားလိုက်တာမဟာသုဘရာလေးကသောတာပန်တီးတန်ဃာတော်တွေဆွမ်းပင့်ကတရားနာပြီးတော့သောတာပန်တီးပြီးတဲ့နောက်မှာအိမ်တော်ပြုသည်အိမ်တော်ပြုတော့လင့်အိမ်နောက်လက်ရရှာလေသည်သုလသုဘရာလေးကြံနေခဲ့သည်သမီးလေးအငယ်သူမနာလည်းကြံနေခဲ့သည်ဘသူတဲ့တုံးပြိဿသူမနာဒေဝီတဲ့ပြိဿအနာတပင်ထေကြီးရဲ့သမီးငယ်လေးကြံနေသည်အဲ့ဒီအနာတပင်ထေကြီးရဲ့သမီးကလေးသူမနာဒေဝီသည်သံဃာတော်ရှင်မြတ်များကိုနေစဉ်နဲ့များဆံပြုသူတရားနာဒိဋ္ဌိနဲ့သောတာပန်ဒိဋ္ဌိနဲ့ဝိသိကိစ္စကွာလို့ကျွတ်တူသောတာပန်ဖြစ်သွားတာပေါ့ပြေသာကြီးဒိဋ္ဌိနဲ့ဝိသိကိစ္စကွာပြီးကလေးမလေးပါဖြစ်သွားတယ်သောတာပန်ဖြစ်ပေမဲ့လို့သူကဒီမဲ့အဆင့်ဖို့အဆင့်တစ်ဆင့်နဲ့မကဘဲနဲ့ရှေ့တစ်ဆင့်တက်သွားအရင်အမတွေကတော့ဒိဋ္ဌိနဲ့ဝိသိကိစ္စကွာ၍သောတာပန်လောက်သာဖြစ်ကြသည်သောတာပန်လောက်နဲ့ရပ်နေကြသည်ရပ်ရောပေါ့ပရိသတ်ဒီဘက်ကဟာရပ်ဆိုဟိုဘက်ပြောင်းသွားတာကိုဘယ်ဘက်ပြောင်းသွားတော့ပရိသတ်ဟိုဘက်ပြောင်းသွားသောတာပန်မယ်ဒီကလေးမလေးကတော့တရားနာပရိသတ်ကြီးသောတာပန်နဲ့မကအိမ်အောင်ပြုတ်ပြီးတော့ဟိုဘက်မပြောင်းသည့်အတွက်
အိမ်တော်မပြုသည့်အတွက်သကရာဂာမိမဖို့သို့ရောက်လာသည်နမက်နှစ်ဖို့ပေါ့ဘေးသားကြီးဘယ်နမက်ဘယ်နှစ်ဖို့တော့နမက်နှစ်ဖို့ရောက်လာပြီးတဲ့နောက်ကလေးမလေးတရားနာပြိဿရေနေမကောင်းထိုင်မသာယောဂပြင်းပြင်းထန်ထန်ဆွဲကပ်ပြီးတော့လာခဲ့ဒီလိုယောဂဆွဲကပ်ပြီးတော့လာရမှခေါ်ပေးကြပါအနာရဘိန်းတစ်ထေးကြီးကိုခေါ်ပေးကြပါခေါ်ပေးကြပါဆိုတော့အနာရဘိန်းတစ်ထေးကြီးကဇယတ်တစ်ခုမှလှူရင်းတန်းရင်းကနေပြီးတော့သမီးလေးထံအရောက်လာသမီးလေးထံရောက်လာတော့ရှိသမီးသူမနာဒေဝီလို့အဲ့ဒါလို့အတန်ကလေးပြုတ်ပြီးခေါ်လိုက်တော့မောင်လေးတဲ့မင်းအမကြီးကိုခေါ်သလားတဲ့ပြည်သားကြီးသူမနာဒေဝီကသူ့ဖေပြောတဲ့စကားလေးနားထောင်စမ်းမှမောင်လေးတဲ့မင်းအမကြီးကိုခေါ်သလားတဲ့ဘာတဲ့တော့ပြည်သားကြီးအဲ့ဒီတိုင်းပြောလိုက်တော့အနာရဘိန်တစ်ထေးကြီးကဟောအဖေကိုမောင်လေးလို့ခေါ်နေပြီငါသမီးယောဂတန်ချက်ကြောင့်ကြောင်ကရမ်းနဲ့ငါသမီးရောင်ရမ်းပြီးတော့များပြောလိုက်လေသလားမောင်လေးတဲ့အမကြီးမရောင်ရမ်းမှာဘူးတဲ့နာရဘိန်တစ်ထေးကြီးမျက်လုံးပြူသွားတယ်ဟေးသမီးကငါကိုမောင်လေးလို့ခေါ်နေပြီရောင်ရမ်းပြီးတော့ပြောသလားဆိုတော့လေအမကြီးမရောင်ရမ်းပါဘူးတဲ့ချစ်သမီးသူမနာဒေဝီလေးမှာငါသမီးသေရမယ်ဘေးကိုကြောက်လေသလားငါသမီးသေရမယ်ဘေးကိုကြောက်လေသလားမောင်လေးအမကြီးမကြောက်ပါဘူးကွယ်တဲ့အမလေးအဖေကိုခုရတီမောင်လေးကြီးခေါ်နေပြန်ပါဘောလားဟေးတန်တော့ယောဂဝေဒနာပြည့်ထန်စွာခံပြီးတော့ငါသမီးကြီးသေရွာမမြန်းငင်ကြောင်ကရန်လေးရှောက်ပြောနေတာဟုတ်ပါပြီဟဲ့ခြေသမီးသူမနာဒေဝီတဲ့ငါသမီးလန့်လားမောင်လေးတဲ့အမကြီးမလန့်ပါဘူးတဲ့လောက်ပြန်ပြီမောင်လေးလို့ကြီးခေါ်နေသည်သမီးဘယ်နဲ့ကြောင့်အဖေကိုမောင်လေးလို့ခေါ်ရတာတော့အိုးတဲ့မောင်လေးမို့မောင်လေးခေါ်တာပဲကွယ်တဲ့အမကြီးကမောင်လေးခေါ်တာစိတ်မဆိုးပါနဲ့ဟောဗျာဒုက္ခပါပဲဟေးတန်တော့ငါသမီးယောဂဝေဒနာဖြစ်စီလို့အဖေကိုပဲလျင်မောင်လေးလို့ခေါ်တယ်သမီးရဲ့တတိထားပါကွယ်သမီးရဲ့လို့အပါမှာကပ်ပြီးတော့တယုတရနှစ်ဖူးလေးကိုစမ်းကြည့်လိုက်ဟောသမီးငါသမီးစကားမပြောတော့ပါလားလက်ပဲအောက်လက်ကလေးရှိုးကလေးမလေးရဲ့ခေါင်းကိုသူ့ပေါင်းပေါ်ထားလို့ပါကလေးတွေပုတ်လို့မင်းစီကလေးလှုပ်ပြီးတော့သမီးအဖေခေါ်နေတဲ့သမီးသူမနာဒေဝီရဲ့မျက်လုံးလေးဖွင့်လာမောင်လေးရဲ့အမမနေရတော့ပါဘူးလှုပ်ပြန်ပြီတမောင်လေးတဲ့လေးနေတော့တာပါပဲလားသမီးငါသမီးပဲလို့တော့ခုတည်းထိမောင်လေးခေါ်နေတာတော့အိုးမင်းငါတဲ့ငယ်လူမောင်လေးခေါ်တာပါကွယ်ငါမောင်လေးရဲ့ဒုက္ခပဲခုတည်းထိမောင်လေးခေါ်တော့မလားတန်တော့ငါသမီးကြီးသေပါဘူးသွားတော့မလဲတူပါရဲ့သတိထားလေဟင်မောင်လေးမမမျက်စိတွေပြားလာပြီကွယ်မောင်လေးရဲ့မျက်နှာဝမမမြင်ရတော့ပါဘူးမနေရတော့ဘူးထင်ရဲ့မောင်လေးသေမဟာသေဘုန်းကြီးမသက်သာဘူး
သေမဲ့လူကသေမှာပဲကံပြေးသားကြီးသူမနာဒေဝီလေးသေပါလားအဲ့ဒီတော့ကမှအဖေလို့သူခမညာကသမီးသူမနာဒေဝီမိမလိမ္မာကြီးဟောမဟာသူဘရဆူလသူဘရခေါ်တဲ့သမီးနဲ့ရောက်အိမ်တော်ပြုဝေမယ်လို့ဟောဒီသမီးအငယ်အိမ်တော်မပြုဘဲနဲ့အဖေလုတ်တဲ့အလုတ်ကိစ္စကြီးနဲ့ပြုတ်ပြီးတော့လာခဲ့တဲ့သမီးဟာပါလေခုတော့ငါသမီးကြီးအဖေပြေးသွားပါဘောလားအလိမ္မာတော့အလိမ္မာဆိုကြီးအဖေကိုထားပစ်ခဲ့ပါဘောလားရဲ့လို့သမီးရတနာရဲ့လေအထီးတန်ကဖခင်ကိုထားခဲ့တော့မှလားဟာတန်ရောစင်များအကျဉ်းသားတွေစုံလှကြီးရဲ့မြင်လာပုံသွေးတန်တွေကနောက်လူအောင်ပါသမီးရဲ့သူမနာမလေးအဖေမတော့ထောက်ရှူစာနာကတနာတနာငါသမီးကြီးသူမနာဒေဝီကိုသာငိုလိုက်တဲ့အဖိုးကြီးဗျာအနာရဘိန်ကြီးအနာရဘိန်ကြီးပြေးသားဘသူကြီးတော့ငိုနေတာငိုပြီးတော့ပူဆွေးဒုက္ခတွေရောက်ပြီးတော့ကမှသမီးကလေးအလောင်းကိုသင်ကြိုပြီးသောခါမြတ်စွာဘုရားထံရောက်လို့မြတ်စွာဘုရားတပည့်တော်သမီးသူမနာဒေဝီမရှိတော့ဘူးဗျာတပည့်တော်သမီးသူမနာဒေဝီမရှိတော့လို့တပည့်တော်အပူသောကတွေရောက်ပြီးတော့တပည့်တော်ခံစားရတဲ့ဒုက္ခတွေမပြောက်အောင်ဖြစ်နေပါလားဗျာဟဲ့တကားတော့အနာထပိန္ဒိကသထေမပူဆွေးနဲ့လေလူတွေမှန်သမျှသေဘေးကဘသူလွတ်ကြလို့တို့လူသားကိုမဆိုထားနဲ့ရှိသမျှတက်ရှိတတဝါမှန်သမျှတို့သည်တကားတော့သေမျိုးကြီးပဲဟဲ့သေခြင်းတရားကိုထမင်းစားပြီးတော့စောင့်နေရတာပဲကွယ်ဒါရီတရီရှိပါမပေါ့မှန်လားပါဗျာတရီတော့တရီရှိပါတယ်ဗျာဖယားတပည့်တော်တရီရှိပေမလို့သူမနာဒေဝီသမီးငယ်ကလေးအလိမ္မာကလေးသေရွာသွားကနီးမြတ်စွာဘုရားရောင်ရမ်းပြီးတော့ကရောင်ရမ်းနေပြောသွားတယ်ဗျာအဲ့ဒီကိုခရောင်ကရမ်းနေပြောသွားတဲ့စကားကြောင့်တပည့်တော်သမီးလေးကိုမျက်စိထဲကမထွက်သူပြောတဲ့စကားတွေနားထဲကမထွက်ဘူးဗျာဟဲ့တကားတော့တင့်သမီးဘာတွေပြောသွားတော့တပည့်တော်သမီးလေးကတပည့်တော်ထဲလေအသက်ကြီးတဲ့ရောင်ရောင်တပည့်တော်ကိုမောင်လေးတဲ့မြတ်စွာဘုရားအေးလေတဲ့ဟုတ်သားပဲတဲ့ဘုရားကဘုရားမဖယားနဲ့ကွယ်ဟုတ်တယ်မြတ်စွာဘုရားဘယ်လိုဟုတ်တယ်လဲတပည့်တော်ကအသက်ကြီးပါတယ်ဘုရားတပည့်တော်ကမွေးတဲ့သမီးပါဘုရားအခုတော့တပည့်တော်သမီးကတပည့်တော်ကိုမောင်လေးခေါ်ယုံနေမကသမီးတရားမှကြောက်သလားဆိုတော့မောင်လေးအမကြီးမကြောက်ပါဘူးကွယ်တဲ့သမီးတရားမှလန့်လာလို့ဆိုရတော့လေမောင်လေးအမကြီးမလန့်ဘူးတဲ့ဘုရားဒါကြောင့်ဘုရားတပည့်တော်သမီးပြောသွားတဲ့စကားထူးခြားလို့လျှောက်ထားရပါဘုရားလို့အဲ့ဒါလို့လျှောက်ထားတော့မှမြတ်စွာဘုရားကိုတော်မြတ်ကဟဲ့တကားတော့အနာရဘိန်တထေသင်သမီးလေးပြောတဲ့စကားမှန်တကွယ်သင်ဒီယခုဒိဋ္ဌိနဲ့ဝိစီကိစ္စကွာ၍သောတာပန်ပုဂ္ဂိုလ်မြတ်သာဖြစ်သည်သင်သမီးကပထမမဖို့ရင်မကတဂရာဂာမိမဲ့တဂရာဂာမိဖို့သို့ရောက်၍လောကီမှာအဖေကအသက်ကြီးသမီးကငယ်တာမှန်တော်လေလောကုတ္တရာအဖြင့်ကြည့်လိုက်ပါကဒုတိယမဲ့အစဉ်ဖို့အစဉ်တဂရာဂံဖြစ်နေပါသောကြောင့်အနာရဝေသင်ကသောတာပန်ဖြစ်ခြင်းကြောင့်သင်နဲ့မဲ့အစဉ်ဖို့အစဉ်ရင့်ပြီးတော့
သင့်တဲ့ကုဏဝုဒ္ဓီကြီးလို့မောင်လေးလို့ခေါ်သွားတာကွယ်ဘုရားအမှန်မဲလားဘုရားအေးရောင်ရမ်းတာမဟုတ်ဘူးတကားတော့ရဲ့အမှန်မဲကွယ်သက္ကရာဂမိမဲ့ဖို့ဆိုရောက်သွားပြီသင့်နဲ့ကြီးသွားပြီမဲ့အစဉ်ဖို့အစဉ်ဒါဖြင့်ဗျာတပည့်တော်သမီးလေးယခုပဲဘဝမှာရောက်နေပါသလဲဗျာတကားတော့တုတ်တိတာနတ်ပြည်မှာသင်သမီးရှိလေရဲ့လို့အဲ့ဒီကဲ့သို့မြတ်စွာဘုရားဟောကြားတော်မူသည်ဒါကြောင့်တရားနာပရိသတ်ရေပဟေလိဆန်ဆန်ပေးထားတဲ့နာမည်ဒီတိုင်းသာပြောလို့ကတော့ယုံကိုမယုံနိုင်တဲ့ဇတ်လန်းအခုတော့ပရိသတ်ကြီးယုံသွားပါလားခုနဝုဒ္ဓီဝရဝုဒ္ဓီခုနဝုဒ္ဓီဆိုတာဂုံကြီးတာဝရဝုဒ္ဓီဆိုတာအရွယ်ကြီးတာဝရဝုဒ္ဓီဆိုတာဘာကြီးတာခုနဝုဒ္ဓီဆိုတာဘာကြီးတာကျွတ်တို့လေဟောနားလည်အောင်ပြောရမယ်ဆိုရင်ပြိဿ90ကျော်အဖိုးကြီးသင်္ကန်းဝတ်90ကျော်မဝတ်တုံးမဝတ်မဝတ်တုံးမဝတ်ညံနေမရှိမှပေါ့ညံတုံးမဝတ်တာပြောပါတယ်တောင်တွေးမြောက်တွေးလျှောက်တွေးမနေညံနေတုံးမအသက်ကြီးမှဝတ်တော့တောထွက်ကြီးပေါ့တဝါရဧတာကြီးဘယ်နှဝါရအသက်တော့ကြီးဘူးလား90ဆိုတော့ဟာခုဇာတိကဥဇတိလတို့က45နှစ်ရှိသေးတယ်45နှစ်ပြီမဲ့လို့ကျုပ်ကအသက်20ကရဟန်းခံတော့25ဝါရအဲ့ဒီ90တောထွက်ကြီးကတဝါရသေးတယ်အဲ့ဒီအသက်90တောထွက်ကြီးနဲ့ကျုပ်နဲ့ဘသူကများရှ िख ိုးရမှာတုံးပြိဿသိပလားကြီးတာပိဿကြီးကြီးတာသိပလားတောတော်ကြီးနဲ့ကျုံနဲ့ဘသူကကြီးတော့အဲ့ဒါကြောင့်ပဟေလိဆန်ဆန်မှဲ့တဲ့ဇတ်လမ်းမှာဆိုမှပိဿကြီးဟိုတောရွက်ကြီးနဲ့ကျုံနဲ့ဘသူကကြီးဘာကြီးတာတော့အေးဝါကြီးတာဝါကြီးတာကဲဟိုဘက်ကတခါလှည့်ပြောကြအောင်ဆိုတောရွက်ကြီးနဲ့ကျုံနဲ့ရှင်ကြီးလိုက်တော့တောရွက်ကြီးကကြီးတယ်သူကဘာကြီးတာသူကအသက်ကြီးတာကျုပ်ကဘာကြီးတာတော့ဝါကြီးတာဂုံကြီးတာဒါကြောင့်တရားနာပြိဿသမီးလေးပြောသွားတဲ့စကားဖယားကမမှားဘူးလို့အဲ့ဒီကဲ့သို့ဟောပါသဖြင့်ခွန်းငါမှာဖြစ်ကြတဲ့ဆံကောက်ရေးထားတာဗါတဲ့ဆိုလိုက်စမ်းပါဖခင်ကြီးကသမီးကလေးထငယ်ပဲလိုက်နော်နောက်ကလူတွေကြောင်ခိုးမနေနဲ့ကြားဘူးကြရဲ့လားလောကလူများမယုံနိုင်စရာပဲယုံခြင်းယုံမယုံခြင်းနဲ့သမီးထငယ်သောဖေဖေသမီးထငယ်သောဖေဖေဟုတ်ပါသလေဟုတ်ပါသလေဘုရားဘဂဝါဒီတရားအထင်အရှားဟောခဲ့ပြီလောကလူတွေသိနေကြတာဖေဖေသိနေကြတာဖေဖေအသက်ကြီးတာတော့ဟုတ်ပါသလေဘယ်နည်းနဲ့မှမငြင်းနိုင်မေသို့သောပြန်ဆိုဟိဗါတဲ့
အသက်ကြီးတာတော့ဟုတ်ပါသလေဘယ်နည်းနဲ့မှမငြင်းနိုင်မေသို့တော်လေခုနာဝုဒ္ဓိတကယ်ကြည်တော်သောတာပတ္တိဖြစ်သည်ဖေဖေလေသမီးဖြစ်သူသကရာကောင်အစီမို့ပြေသာအဖေကဘာတော့အဖေကသောတာပန်သမီးလေးကသူကတရားနာပြေသာမဲဆင့်ဖို့ဆင့်မြင့်မနေဘူးလားမြင့်ပါဗျာပါတယ်ဆိုလိုက်ဆောင်မှခုနာဝုဒ္ဓိတကယ်ကြည်တော်သောတာပတ္တိဖြစ်သည်ဖေဖေလေသမီးဖြစ်သူသကရာကောင်အစီမို့မဲအဆင့်ဖူအဆင့်ကြီးရင်ပါသည်လေဘယ်တော့မှဆိုထားတာလားအကြလာပါဟေးတို့ဒါဂျန်ဒီကန်ရိမ့်ပေးတာကြီးဘာရိမ့်တို့အတန်ကမမှန်သေးဘူးခုနှစ်ကမှရေးထားတာဆိုတော့ဂိုင်းတစ်ခေါက်ပြန်စားနောက်ကလူတွေအကုန်လုံးဝိုင်းလိုက်စားဘာလဲဆိုတော့မှဖခင်ကြီးကဆိုအကုန်လုံးဖခင်ကြီးကသမီးလေးထငယ်ပဲကြားဘူးကြရဲ့လားလောကလူအများမယုံနိုင်တရားပဲယုံခြင်းယုံမယုံခြင်းနဲ့သမီးထငယ်တော့ဖေဖေသမီးထငယ်တော့ဖေဖေဟုတ်ပါသလေဘုရားဘဂဝတိတရားအထင်အရှားဟောခဲ့ပြီလောကလူတွေသိနေကြတာဖေဖေသိနေကြတာဖေဖေအသက်ကြီးတာတော့ဟုတ်ပါသလေဘယ်နည်းနဲ့မှမငြင်းနိုင်ပေသို့တော်လေခုနာဝုဒ္ဓိတကယ်ကြည်တော်သောတာပတ္တိဖြစ်သည်ဖေဖေလေသမီးဖြစ်သူတကရာကန်အစီမို့မဲ့အဆင့်ဖူအဆင့်ကြီးရင်ပါသည်လေသူမနာမြည်မှန်နော်ရေးသားပါတယ်အဲ့ဒီတော့မြတ်စွာဘုရားသခင်ကိုတော်မြတ်ဟောသည့်အတိုင်းပြန်ကြည့်ရင်ဒီကနေ့ပေးထားသောနာမည်ကဘာတဲ့တုံးပြိဿဇာလန်းသမီးထဲငယ်တယ်ဆိုတာဘာငယ်တာတုံးပြိဿခုနဝုဒ္ဓိသမီးကကြီးလို့အဖေလို့သူကဂုံအားဖြင့်ငယ်ပါတယ်ပြိဿဘာအားဖြင့်ဖေကငယ်နေတာတော့
မဲ့အဆင့်ဖို့အဆင့်အဖြစ်ငယ်ဘူးလားပြိဿအသက်တော်ဘသူကကြီးတော့အဖေလုံးသူကအသက်ကြီးတာပေါ့ဒီထဲတို့တကာအေးကပထွေးတဲ့သိလဲမသိပဲနဲ့သူကရမ်းဖြေနေကဲသူလည်းခုသဘောပေါက်သွားတော့ပါဒါကြောင့်တရားနာပြိဿကြီးဘုရားကိုယ်တော်မြတ်ကမြတ်စွာဘုရားတဲ့ဖိအဲ့ဒီအနာတပိန်ကလျှောက်လို့ဖယားတပည့်တော်ဤသမီးသည်ကောင်းမြတ်သောအလုပ်ကိုလုပ်၍ကောင်းမြတ်သောသူဂတိဘုံဘဝသို့ရောက်ပါသလားဖယားလို့ဆိုတော့တကားတော့ကောင်းတဲ့အလုပ်လုပ်ရင်ဒီလိုပဲရောက်ရတဲ့ကွယ်လို့ကတ္တပုံညောပြုအပ်ပြီးသောကုသိုလ်ကောင်းမှုရှိသောသူသည်ဣဒာဤပြစ္ဆုတ်ပံလောက၌နန္ဒတိနှစ်သက်ဝမ်းမြောက်ရ၏ပြိဿကောင်းတဲ့အလုပ်လုပ်ရင်ဒီပြစ္ဆုတ်ပံလောကဝမ်းမမြောက်ဘူးလားပြိဿပစ္စတမလုံးလောက၌လည်းနန္ဒတိနှစ်သက်ဝမ်းမြောက်ရ၏သေသွားတဲ့ဟိုဘက်ကဝမ်းမမြောက်ဘူးလားပြိဿဥပယထာပစ္စုပန်တမလုံးနှစ်တန်သောလောက၌နန္ဒတိနှစ်သက်ဝမ်းမြောက်ရ၏ဒီလောကလည်းဝမ်းမြောက်ရတယ်သေသွားတဲ့ဟိုဘက်နောက်ဘဝလည်းဝမ်းမြောက်ရတဲ့မြောက်ရဘူးလားပြိဿဒါကြောင့်တရားနာပြိဿကြီးမြတ်စွာဘုရားကိုယ်တော်မြတ်ကဥပယထာပစ္စုပန်တမလုံးနှစ်တန်သောလောက၌နန္ဒတိနှစ်သက်ဝမ်းမြောက်ရ၏မင်္ဂလာသည်ပုံညာကောင်းမှုကိုကတံတိပြုအပ်ပြီးဟု၍နန္ဒတိနှစ်သက်ဝမ်းမြောက်ရ၏သေသွားတဲ့ဟိုပဲလည်းဝမ်းမြောက်ဒီဝါလည်းဝမ်းမြောက်ဒုက္ကတေသူကတိဘုံဘဝသို့ဂတ်တော်ရောက်သည်ဖြစ်၍ဝေရောလွန်စွာအတိုက်ထဲအလွန်လို့ခေါ်ပါတယ်မှန်လားပြိဿကြီးဝေရောလွန်စွာနန္ဒတိနှစ်သက်ဝမ်းမြောက်ခြင်းအစီဖြည့်ကြည်ဖြစ်ရာရှာလေတော်သရီအဲဒီကဲ့သို့မြတ်စွာဘုရားဟောကြားတဲ့ဒေသနာနာရသဖြင့်တရားနာပရိသတ်အပေါင်းတို့၏သောတာပတ္တိဖလာဒီနိသောတာပန်သက္ကရာကအနာဂယဟံနာတွေဖြစ်ကြပါသည်ဆိုတဲ့သမီးထက်ငယ်သောဖေဖေဆိုတဲ့ဇလန်းသည်ဒီကနေ့10 နာရီလောက်သောအချိန်မှနေထိတမ်းပါတယ်ပြိဿဒါကြောင့်ဒီကနေ့ရှေ့ပိုင်းတရားခိတ္တနာကြအောင်စို့ဗမာရိနာမမေ့မလျော့မပေါ့မစားသောတတိတရားဖြင့်တံပါထေထမိမိတို့ကြီးမှန်သမျှလွယ်လင့်တဲ့ကူပါလာလို့မပင်မညပါဘူးဆိုရင်ဖြင့်ချွေးနေစာလေးတွေကကြိုးစားပြီးတော့လှူဒန်းနိုင်ကြပါစေကုန်သတည်းဟိုင်းရာသမီးလေးကငယ်ဝေးကြောက်ကြရဲ့လားလောကလူများမယုံနိုင်ရပြီယုံရင်ယုံမယုံရင်နေသမီးရဲ့ငယ်တော်ဖေဖေသမီးရဲ့ငယ်တော်ဖေဖေဟုတ်ပါသလေဟုတ်ပါသလေဘုရားဘဂဝါတိတရားအထင်ရှားဟောခဲ့ပြီလောကလူတွေသိနေကြတာဖေဖေသိနေကြတာဖေဖေအသက်ကြီးရတော့ဟုတ်ပါလေဘယ်နည်းနဲ့မှမညင်နိုင်မီသူတော်လေကုဏဝရီရခဲ့ကြည့်တော့သောတာပတ္တိဖြစ်သည့်ဖေဖေလေသမီးလေးမန္တရာကံသမှုနတ်ဖို့အစဉ်ကြီးရင်မာလေသမီးရဲ့ငယ်တော်ဖေဖေသမီးရဲ့ငယ်တော်ဖေဖေသမီးရဲ့ငယ်တော်ဖေဖေဓမ္မဝရယမကဝမသူမနာမိမှန်ကြာနီအံရှာပွေဓမ္မမိတ်ဆွေပေါင်းတို့ခမညာတောင်ငူမြို့ရွှေနှင်းစီကျော်ရန်တေဂီတအဖွဲ့မှာတရားတော်ဒေသရှင်မူမူတီဆူထားတဲ့ကြာဏီကံဆရာတော်ဘုရားဟောကြားတော်မူသည့်အလှဤဏီကုံတရားတော်မှ
တီရိမာအလှဘယင်မဤတေးအစဉ်ကိုနားဆင်ကြည့်ကြပါစို့လားခင်ဗျာအမကြီးဘဝသဘာဝလာပြပြုံးလို့ရာဆုံးငယ်ပါလေအလောက်နဲ့ဒီပူရိတာတွေကတနေ့ဝတ်တစ်ထောင်ပြီးပေး၍ထောင်ပြီးမြောင်မြောင်ယောက်ျားတို့သွားလို့ဝိတ်ချစ်ရှာကြရဲ့ဘုချင်း